အားလုံးပဲမင်္ဂလာပါ P99 Do It Yourself Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် Subscribe လေးလည်းလုပ်ခဲ့ပါဦးဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ live လွှင့်ပြီးတော့ game ဘယ်လိုဆော့ရမလဲ live လွှင့်ပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတော့ပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဦးဆုံး Play Store တွေကိုဝင်လိုက်ပါ Play Store ထဲရောက်ပြီဆိုရင်တော့ Present ဆိုတဲ့နာမည်နဲ့ live လွှင့်လို့ရတဲ့ application ကိုရှာလိုက်ပါဟုတ်ပါဒီ application ပဲဖြစ်ပါတယ် Wow application တွေကိုဝင်လိုက်ပြီဆိုရင်အရင်ဆုံးတွေ့ရမှာကတော့ဒီလိုမျိုး screen တွေ့ရပါလိမ့်မယ်အဲ့မှာ screen ဆိုတဲ့ဟာကိုနှိပ်လိုက်ပါဒီလိုမျိုးဖြစ်သွားပါလိမ့်မယ်အဲ့လိုမျိုးခါကြရင်တော့ live စပြီးတော့လွှင့်လို့ရမယ်ဒီမှာကတော့ချိန်လို့ရတဲ့ setting မျိုးစုံရှိပါတယ် VTune ဆိုတဲ့ဘက်မှာတော့ဒီလိုမျိုးကာတွန်းရုပ်လေးနဲ့ animation ပုံစံလေးလုပ်ပြီးတော့ live လွှင့်နေလို့ရမယ်ဒါကတော့ကိုယ့်ရဲ့ရုပ်ကိုမပြပါဘူးဒီလိုမျိုးပုံစံလေးပေါ်လာပါလိမ့်မယ်ခဏလေးစောင့်ပေးပါရုပ်လေးကိုနှိပ်လိုက်ပြီဆိုရင်တော့တင်ပြီးတဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and follow လေးလုပ်ထားပေးပါ channel ကိုလည်း subscribe လေးလုပ်ထားပေးပါခင်ဗျာခဏလေးစောင့်ပေးပါနော်ဒီလိုမျိုးပုံစံလေးပေါ်လာလိမ့်မယ်အဲ့လိုမျိုးပုံစံပေါ်လာရင်ဆိုတော့ radio တက်နေပြီးတော့ like စာလုပ်လို့ရပါပြီဒါကတစ်မျိုးပေါ့ဒါလေးကတော့ screen ကို like လွှင့်တာပါဒါကကိုယ့်ရဲ့ YouTube channel ကိုလွှင့်နေတဲ့အရာပေါ့နော်ဘယ်လိုမျိုးနေရာမှာမျိုးဆိုလွှင့်လို့ရပါမယ်အဲ့ဒီမှာထပ်ပြီးတော့ထည့်လို့ရပါသေးတယ် Facebook ရှိမယ်အများဆုံးမျိုးစုံရှိပါမယ်ဒီမှာတင်းနေမျိုးစုံရှိမယ်ဒီထဲမှာကိုဖွင့်ထားတဲ့အကောင့်နဲ့ချိန်ပြီးတော့ကိုဖွင့်ထားတဲ့အကောင့်လေးနဲ့ချိတ်ဆက်ပြီးတော့ live လွှင့်လို့ရပါမယ်ခင်ဗျာဗီဒီယိုလေးကိုချိန်နေတက်တယ်ဆိုရင်တော့ like and follow လုပ်ခဲ့ပေးပါကျေးဇူးများ